ဟုတ်အားလုံးမင်္ဂလာပါဒါကတော့ကျွန်တော်တို့ဒီနေ့နေ့လယ်ပိုင်းလောက်ပေါ့နော်လာပြီးအပ်တဲ့အလုံးလေးပေါ့နော်ဆိုလာကတော့ဒီမှာကျွန်တော်တို့ slide စစ်ကြည့်တော့ဆိုလာချာချင်အားမဝင်တာတော့ဒီမှာဂျိုးကဆွေးပြီးတက်တန်းကုန်တာပေါ့နော်ဒါနဲ့ကောင်ကျွန်တော်ကဂျိုးကိုအနီဂျိုးအမဲဂျိုးကျွန်တော်အသက်ပြန်ချိန်ပေးရမှာကျွန်တော်အဲဆိုလာကိုခေါင်းမုံကနေကဖြုတ်ပြီးတော့ကျွန်တော်တို့ဒီမှာရှင်းမျက်နှာစာလေးတွေတန်းရှင်းလုပ်ပြရမှာနော်တန်းရှင်းလုပ်ပြီးမှကျွန်တော်တို့သူလိုအပ်တဲ့ဝတ်ပမာဏဘုတ်ပမာဏကိုကောင်းကောင်းလေးထုတ်ပေးမှာပေါ့နော်ဆိုလာတော့320အချက်ပေါ့နော်320အချက်18 19ပို့စီသူကတော့ထုတ်နိုင်တာပေါ့ဒါကျွန်တော်တန်းရှင်းလုပ်ပြီးတော့ပြန်ခေါင်းမုံကပြန်ပြီးတော့တက်ဆင်ပေးနေတာပေါ့နော်ပြန်တက်နေရတယ်နေရတော့နည်းနည်းပူတာပေါ့နေတယ်ပဲနေဘူးလည်းလောက်ရတာပဲပြီးလို့ရှိရင်ဖိုင်တရားပြန်ရှာသူဒီဆိုလာရဲ့အောက်မှာနှစ်ရှည်လာများတုံးထားတော့အောက်ကအမိုက်တွေမှာဒီဘစ်နဲ့လဲထုတ်ထားတာတွေလေတန့်ရှည်တော့လုပ်ပေးရတာပေါ့နော်ဟုတ်ဆိုလာအခုဆိုလို့ရှိရင်ကျွန်တော်တက်ဆင်ပြီးသွားပြီပေါ့နော်ကျိုးတွေပဲပြန် join ပြီးသွားပြီ inverter မှာလဲ inverter တော့ hybrid inverter ပေါ့နော်ဟုတ် okay ကွာအားလုံးကျေးဇူးပါ